အခုဒီနေ့တော်လိုက်ငါတို့တော်လိုက်လုံနေလို့ငါတို့မင်းတို့ဒီစန့်ကျင်နေလို့မင်းတို့ကဘုံကျဲပါတယ်ပြည်သူတွေကိုတတ်ပါတယ်ဆိုတာမင်းတို့ကတတ်တာလေအဲ့ဒါငါတို့ကစောက်ပြစ်မဟုတ်ဘူးမင်းတို့စောက်ပြစ်နော်ကျွန်တော်2025ခုနှစ်အပြည်ပြည်ဆိုင်ရာလူခွေနေ့မှာအားလုံးအတန်တိတ်တပိတ်လုံနေကြတဲ့အချိန်နော်အဲ့ဒီအချိန်မှာပဲဒီစစ်ကောင်စီစစ်တပ်ကဒီစစ်ခွေးတွေကကျွန်တော်တို့မြောက်ဦးကပြည်သူဆေးရုံကိုဘုံကျဲလိုက်တာမှာလူ30ကျော်တွဲချင်းပြီးတည်ဆုံးသွားပြီးတော့လူရောက်ပေါင်း80 80လောက်အပြင်းထန်ဒဏ်ရာရရှိထားတယ်ဆိုတော့အဲ့ဒီနေ့ကဖြစ်စဉ်မှာဒီဒိုက်ပါဝတ်ထားတဲ့3လသားအရွယ်ကလေးလေးလည်းတည်သွားတယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြချင်တာကလူခွင့်ရေးနေ့ဆိုတဲ့ဟာမျိုးလူခွင့်ရေးဆိုတဲ့ဟာမှာတောင်မှမတိတဲ့အချက်လက်တွေရှိနိုင်သေးတယ်နားမလည်သေးတဲ့အရာတွေရှိနိုင်သေးတယ်ဆိုတာကျွန်တော်တို့နားလည်ပေးလို့ရတယ်ဒါပေမဲ့နော်ဆေးရုံကိုဘုံမကျဲရဘူးဆိုတဲ့ဟာကစီရေးဥပဒေတွေမှာလည်းရှိတယ်နော်စစ်ဥပဒေမှာလည်းရှိတယ်ဆေးရုံဆိုတာဘုံကျဲလို့မရဘူးနော်ဒီအရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်လို့မရဘူးအရက်သားပြစ်မှတ်ဆိုတဲ့နေရာမှာတော့မှဆေးရုံဆေးကန်းဆိုတဲ့ဟာတွေကလုံးဝကဘာစစ်ဖြစ်နေရင်တော့မှရှောင်ကျဉ်ရတဲ့နေရာတွေအဲ့ဒီနေရာကိုနော်တိတိပပကြည့်ဘုံကျဲတာဆိုတော့ဘုံကျဲဆိုတာလေကျွန်တော်တို့မတော်တဆကြာသွားတာမဟုတ်ဘူးနော်မတော်တဆကြာတာမဟုတ်ဘူးမတော်တဆကြာတဲ့ဟာမဟုတ်ဘူးဆိုတော့လေရင်နဲ့ဘုံကျဲမယ်ဆိုအရင်ဆုံးတစ်ခေါက်စကောက်ကြည့်သေးတယ်ဒီနေရာကို5မီဆိုမှကျဲတာဆိုတော့ခင်ဗျားတို့ဘလို့စိတ်တက်နဲ့ဒီလိုလူတက်တဲ့အလုပ်ကိုခင်ဗျားတို့လုပ်ကြလဲဆိုတော့နားမလည်ဘူးဗျာဆိုတော့ခင်ဗျားတို့အဲ့မှာကြည့်အလောင်းတွေမှာပုံနေတာပဲเนาะဆိုတော့ပြည်သူတွေသေနေတာဗျာပြည်သူတွေကိုခင်ဗျားတို့တတ်တာလေဆိုတော့ဒီလိုလုံရက်တွေလုံနေတဲ့လူတွေကိုခင်ဗျားတို့ထောက်ခံပံ့ပိုးမှာလားဒီကနေ့ရွေးကောက်ပွဲဆိုတဲ့ဟာကိုလေခင်ဗျားတို့ဝင်ပြိုင်နေတဲ့လူတွေလည်းကျွန်တော်တို့အံ့ဩတယ်ဆိုတော့ခင်ဗျားတို့အမေးခွန်းထုတ်လေဗျာခင်ဗျားတို့နိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင်တိုင်းပြည်အတွက်လုပ်မယ်ပြည်သူအတွက်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့အခုရွေးကောက်ပွဲဝင်နေတဲ့ဘယ်နှပါတီကဘယ်ပါတီကရွေးကောက်ပွဲဝင်ပြိုင်ဖို့စူးစမ်းနေတဲ့ပါတီတွေဘယ်ကောင်တွေကဒီဟာနဲ့ပတ်သက်လို့ခင်ဗျားတို့တုံ့ပြန်မေးခွန်းထုတ်တာရှိတယ်ဒီလူတွေသိနေတာဒါလက်တလောဖြစ်စဉ်ကိုပဲကျွန်တော်ပြောတာနော်ရှေ့မှာသူတို့တတ်ခဲ့တဲ့လူပေါင်းမနှဲတော့ဘုံကျဲလို့တေခဲ့တဲ့လူပေါင်းမနှဲတော့ဒါကိုခင်ဗျားတို့ကျွန်တော်တို့နိုင်ငံတကာတို့ဘာလို့ကျွန်တော်တို့အများကြီးသိမလို့ကျွန်တော်တို့ကကိုယ်တိုင်းပြည်လွတ်မြောက်ဖို့ကကျွန်တော်တို့ကိုယ်တိုင်ယုံထားရမှာဆိုတော့ကျွန်တော်တို့ပြည်သူလွတ်မြောက်ဖို့ကကျွန်တော်တို့ကိုယ်တိုင်ယုံထားရမှာဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုလွတ်မြောက်စေခြင်းပါတယ်လို့ပြောနေတဲ့ခင်ဗျားတို့နိုင်ငံရေးသမားတွေဆိုတဲ့ကိုယ့်ကိုနိုင်ငံရေးလို့ခံယူထားတဲ့ခင်ဗျားတို့ကျွန်တော်မေးမယ်ဗျာကိုကြီးလို့ကောက်လို့နော်စန္ဒာမင်းလို့မိမမျိုးခင်ဗျားတို့တွေဘာလုပ်မှာလဲခင်ဗျားတို့ရွေးကောက်ပွဲဝင်နေရဲဆိုတဲ့လူတွေခင်ဗျားတို့ပြောတာလေဗျာပြောတော့မပြောချင်ဘူးဒါပေမဲ့ခင်ဗျားတို့သိအောင်ခင်ဗျားတို့ပြောပြတာဆိုတော့ဒီခင်ဗျားတို့ကပြည်သူတွေလှုပ်တာမဟုတ်ဘူးနော်ပြည်သူတွေလှုပ်တာမဟုတ်ဘူးခင်ဗျားတို့ဒီနေ့ပြည်သူတွေသေနေတာခင်ဗျားပြည်သူကိုတတ်တာခင်ဗျားဘလောက်ရက်ဆက်လိုက်လဲဆိုတာခင်ဗျားတို့မှာနှလုံးသားရှိရလားနော်တတ်တဲ့ကောင်ကတတ်တယ်အဲ့တတ်တဲ့ကောင်ရောမင်းဘာလို့တတ်ရလဲလို့မမေးဘူးဆိုလို့ရှိရင်ခင်ဗျားမှာပြစ်ရှိတယ်ဆိုတော့မတရားမှုကိုဆိုတော့ပြောရမယ်ဆိုဟန်တာဝတီဦးဝင်းတင်ရဲ့စကားနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့အမှန်တရားဘက်ကခင်ဗျားတို့ယက်တည်တာမှန်တယ်ဟုတ်ပြီအမှန်တရားဘက်ကယက်တည်အမှားတရားကိုမတိုက်ဖြတ်လို့ရှိရင်လည်းအမှန်တရားဘက်မှာယက်တည်တာအလကားပဲဆိုတော့မှားရင်မှားနေတယ်ပြောရမယ်လုံနေတာမဟုတ်ရင်မဟုတ်ဘူးပြောရမယ်ဒါကခင်ဗျားဟိုးတေးသေးလေးဗျာအသက်လူကထမင်းစားပြီနော်လူလိုသိပြီနော်နိုးပြက်ပြီဆိုတဲ့အရွယ်9နှစ်6နှစ်ကစသိတယ်လူမတက်အောင်ဆိုတာဟာနော်ဆေးရုံမှာနာမကျန်းလို့ဗျာနာမကျန်းလို့ဆေးကုသနေတဲ့လူတွေတက်ကြီးရွယ်အိုတွေအဲ့လူတွေအကုန်လုံးကိုတက်ဖြတ်ပြတာလေခင်ဗျတိတိနဲ့ဒီညောင်ဦးမြို့ရဲ့ဆေးရုံဆိုတာတိတိနဲ့ကိုဘုံကျဲတာဗျာခင်ဗျလူအလောင်းတွေမှာနဲတာမဟုတ်ထက်ဆိုတော့ဒါကြီးကိုခင်ဗျားတို့ဒီလိုကောင်တွေကိုပံ့ပိုးနေလားမဆန့်ကျင်ဘူးလားဒါတွေကခင်ဗျားတို့မေးခွန်းထုတ်ရမယ်အချိန်တော့မဟုတ်တော့ဘူး
ဒီဟာကြီးပြက်ပြက်တတ်တတ်ရှင်းရှင်းလင်းလင်းဆိုတော့ဗျာတော်တော်ရက်ဆက်တဲ့ကောင်တွေဗျာအဲ့ဒီလိုရက်ဆက်တဲ့ကောင်တွေကိုခင်ဗျားတို့ခုနကရွေးကောက်ပွဲဝင်နေတယ်ဆိုတဲ့နိုင်ငံရေးသမားတွေပေါ့နော်ဆိုတော့ဒါတွေကခင်ဗျားတို့ထောက်ခံအားပေးနေဦးမှာလားဆိုတော့ဒီဘက်ကကျွန်တော်တို့အာရခတက်တော် AA ကတော့ပြောတယ်ဆိုတော့ဒါကိုပြင်းထန်စွာတုံ့ပြန်မယ်ဆိုတော့ပြင်းထန်စွာတုံ့ပြန်တာကောင်းပါတယ်ဒါကတော့စီရေးရလှုပ်ရှားရှိရလှုပ်ကတော့ဆက်လုပ်ရမှာဒါပေမဲ့သူတို့ပြင်းထန်စွာတုံ့ပြန်မယ်ဆိုတာကျွန်တော်တို့တိုင်းရင်းသားတော်လှန်ရေးတက်နော်တက်တွေကခင်ဗျားတို့ပြင်းထန်စွာပြန်တယ်ပြည်သူကိုတတ်ဖို့မဟုတ်ဘူးပြည်သူမတတ်ဘူးနော်ပြည်သူကိုတတ်ဖို့မဟုတ်ဘူးပြည်သူနဲ့ရှောင်ပြီးလှုပ်လို့ဒီတော်လှန်ရေးကနှောင့်နှေးနေတာမင်းတို့လိုဂယူးမဆိုင်ပဲနဲ့တွေ့ကြရနေရဘုံကျဲမယ်ဆိုကျဲလိုက်လို့ရတယ်နော် KIA ကလည်းမြကြီးနားတွေတင်လိုက်လို့ရတယ်မြကြီးနားတွေတင်လို့ရှိရင်မင်းတို့တွေကအဲ့လိုစောက်ညှိုးတင်းနဲ့ပြည်သူကိုလာပြီးတော့ဘုံကျဲအောင်ပါနော်ပြည်သူရှိတဲ့နေရာတွေဘုံကျဲအောင်ပါအဲ့တော့သူကပြည်သူနဲ့ရန်တိုက်ပြီဆိုပြန်ဒါပေမဲ့ပြည်သူကတော့သိတယ်အခုဒီနေ့အင်တာဗျူးတွေခင်ဗျားတို့နားထောင်ကြည့်တည်သွားတဲ့မိသားစုကနော်ကျွန်တော်တို့တော်လှန်ရေးပေါ်မပုတ်ခတ်ဘူးနော်မင်းတို့မကောင်းတဲ့မကောင်းကြောင်းပဲသိတယ်ဆိုတော့မင်းတို့အဲ့လိုလှုပ်ချင်ဆိုတဲ့တော်လှန်ရေးဘာလို့နှောင့်နှေးနေသေးတာလဲဆိုတော့ပြည်သူပေါ်ကိုရှေ့ရှုပြီးတော့မှလှုပ်နေကြလို့နော်တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်းပြောတာပါမင်းတို့လိုပြည်သူကိုမရှေ့မရှုပဲနဲ့မင်းတို့ပြည်သူအတွက်ပဲလှုပ်တယ်တိုင်းပြည်အတွက်ပဲလှုပ်တယ်ဆိုပြီးခေါင်းစဉ်နဲ့ပြည်သူကိုတတ်နေတဲ့ကောင်တွေလို့တော့မဟုတ်ဘူးအဲ့လိုလှုပ်လို့ရတယ်လှုပ်မယ်ဆိုလှုပ်လို့ရတယ်အခုမြကြီးနားသိမ်းလိုက်လားသိမ်းလိုက်လို့ရတယ် KIA ကနော် AA ကလည်းအကုန်သိမ်းဆိုသိမ်းလို့ရတယ်ဒါပေမဲ့အဲ့သိမ်းလိုက်တဲ့အချိန်မှာပြည်သူလူထုဒုက္ခရောက်မှာအိုးအိမ်တွေစွန့်ခွာမှာအဲ့အမျိုးတွေကိုစဉ်းစားပြီးတော့တဆင့်နဲ့အလုပ်လုပ်နေတာဖြစ်ဖြစ်ချင်းလုပ်နေတာမင်းတို့လိုစောက်ချင်းရုပ်ချင်းရုပ်လို့ရတယ်ဆိုတော့ဒီမင်းတို့ဘောမာကြီးလည်းတိဖို့ပေါ့ကွာနော်ဒီမှာ YouTube channel မှာပြောနေလို့ရှိရင်အောက်မှာဝင်ပြီးဟောင်းတဲ့ကောင်တွေရှိတယ်အဲ့ဝင်ဟောင်းတဲ့ကောင်တွေကိုလည်းပြောခြင်းမင်းတို့အတိတလောက်လေးနဲ့နော်မင်းတို့နည်းနည်းလေးနော်ဟိုခုနကလက်ဆေးလို့ခါလိုက်လို့ဆင်လိုက်တဲ့ရေလောက်လေးဟိုရက်လာလောက်နေကိုမင်းတို့ကတော်တော်ဟိုဟစ်တက်နေကြတာဆိုတော့တော်လိုင်းတက်ဖွဲ့တွေတော်လိုင်းရေးအင်အားစုတွေကပြည်သူပေါ်စာနာထောက်ထားမှုရှိတယ်ပြည်သူကိုမလုတ်တဲ့မလုတ်ထိုက်ဘူးဆိုတာရှိတယ်ကျွန်တော်တို့ထဲကတယောက်အမှားယွင်းရှိခဲ့ရင်တော့အဲ့အမှားယွင်းရှိတာကိုကျွန်တော်တို့တရားစီရင်ရေးနဲ့စုံဖြတ်ပြီးအလုပ်လုပ်တယ်အားလုံးကတယောက်နဲ့တယောက်ထောက်ပြတယ်နော်မင်းတို့ကောင်တွေကအခုလူတက်လဲမင်းတို့ဘာမှမပြောဘူးနော်ပြည်သူနဲ့ရန်တိုက်ပြီဒီကနေ့ဆန္ဒပြပွဲဖြစ်လုပ်တယ်လာပြီးတော့မင်းတို့ကောင်တွေကလာပြီးတော့ဒီဈေးကိုဖျက်ဆီးသွားတယ်အဲ့ဖျက်ဆီးသွားတဲ့ကောင်တွေကိုတော့စောက်ပြစ်မပြောဘဲနဲ့ဆန္ဒပြတဲ့ကောင်တွေကြောင့်ဒီကောင်တွေဒီလူတွေဖျက်ဆီးခံရပါတယ်ပြောတော့ဆိုတော့မင်းတို့အုံနောက်ကိုလည်းစဉ်းစားကြည့်ဦးဆိုတော့ဖျက်ဆီးတဲ့ကောင်မှာပြစ်ရှိလားဆန္ဒပြတဲ့ကောင်မှာပြစ်ရှိလားမင်းတို့အုံနောက်ကိုစဉ်းစားလေနော်အခုဒီနေ့တော်လိုင်းရေးငါတို့တော်လိုင်းရေးလုံနေလို့ငါတို့မင်းတို့ဒီဟိုစန့်ကျင်နေလို့မင်းတို့ကဘုံကျဲပါတယ်ပြည်သူတွေကိုတတ်ပါတယ်ဆိုတာမင်းတို့ကတတ်တာလေအဲ့ဒါငါတို့ကစောက်ပြစ်မဟုတ်ဘူးမင်းတို့စောက်ပြစ်နော်ဆိုတော့မင်းတို့အဲ့ဒါနားလည်ဖို့လိုတယ်ဆိုတော့ဗျာဟိုပြောချင်တာတော့ဒီလောက်ပါပဲเนาะဆိုတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအောင်မဲဆက်ခံနိုင်ကြပါစေကျွန်တော်တို့ဒီလိုဒုက္ခဆင်းရဲမှာလည်းကင်းဝေးကြပါစေတော်တော်စိတ်ပြက်စရာကောင်းပါတယ်စိတ်ညစ်စရာကောင်းပါတယ်ဒီကောင်လေးရဲ့လောက်ရက်တွေကအင်မတန်မှရုပ်ပါတယ်ရက်ဆက်တယ်ရိုင်းဆိုင်တဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေနဲ့ကျွန်တော်တို့ဖက်စစ်တွေနဲ့ရင်ဆိုင်ရပါအားလုံးဘေးမတည်ရမခပဲနဲ့ကျွန်တော်အောင်မဲဆက်ခံနိုင်ကြပါစေလို့စုမပေါင်းတောင်းပေးလိုက်ရပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်